ဟုတ်ကဲ့ဒီနေ့မှာတော့ကပောက်မှာနမကြီးနေတဲ့ဘဘလော်ရဲ့မှာနမကြီးနေတဲ့ Dead Ray ဆိုတဲ့ game ကိုကျွန်တော်ဆော့သွားမှာကျွန်တော်စီတယောက်မှလည်းမလာဘူးကျွန်တော်2ယောက်ဆော့ခြင်းလို့ပါဆိုဟာဟိုမှာ3ယောက်တောင်ပြီသွားဟာ what the fuck နမကြီးခြင်းလို့ပါဆိုကွာကြောက်နမကြီးခြင်းလို့တော့ဖြစ်ကုန်ပြီဆော့ခြင်းလို့ပါဆိုကွာ Dead Ray game ဘယ်သူမှလည်းငါနဲ့အတူတူလာမဆော့2ယောက်အေးလေဒီတိုက်ဒီကောင်ကတော့ကွာဘာဖြစ်လို့ပြန်ထွက်ကျေးဇူးတင်ပါတယ်ဟာ2ယောက်ဆော့ကြတာကွာသူတို့က2ယောက်တူမဆော့ချင်ကြနေရောဒီမှာ2ယောက်ဆော့မလားတိုက်လားမင်းလာခဲ့လားဟဲ့လားဘာလို့2ယောက်တူဆော့ကြလဲဝင်ရတယ်ဟဲ့ဝင်လို့မရဘူးလားဘာဖြစ်လဲတိုက်ဝင်ခဲ့တိုက်ဘာဖြစ်လဲဝင်ခဲ့လေ What the hell ပြောင်းငါတယောက်တည်းပဲဆော့လိုက်တော့မှာကွာရှုပ်လို့ငါတယောက်တည်းဆော့လိုက်ကောင်းလားဘယ်သူမှလည်းငါနဲ့တူဆော့ကြကျွန်တော်တယောက်တည်းပဲဆော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့တယောက်မှတွန်းဆော့ချင်ကြပါဘူးအဲ့နဲ့ကျွန်တော်လည်းတယောက်တည်းပဲဆော့မယ်ဆိုပြီးလူတွေပေါ်လာလို့ကျွန်တော်ပြန်ထွက်လာကျွန်တော်ဒီနေ့ဆော့အောင်ပါမလားမသိဘူးရောမှာ2ယောက်ဘာလို့လာမလဲလာကြတဲ့ကောင်လာခဲ့ငါတယောက်တည်းဆိုလည်းရတယ်ငါတို့ဆရာကြီးတွေဆိုတော့မနေ့ရောက်ဆော့ရတယ်တော်တယောက်တည်းအေး3ယောက်ဆိုတော့လိုက်တော်လိုက်အေးမင်္ဂလာပါသားကြီးတို့ဟာရတော့ပါတော့ဟာရုပ်မချိုးတော့ငါလည်းမဆော့ချင်ကြငါရုပ်မချိုးတော့ငါလည်းမဆော့ချင်ကြဘူးကွာတို့ရပါတယ်ကွာငါတယောက်တည်းပဲဆော့မင်းဖြစ်မင်းဘာဖြစ်လို့ရရလေဟုတ်ကဲ့မင်းလာထမ်းမှာဘာရှိလဲခေါ်ပြရှိတယ်ဘယ်လိုရအဖေစားကျွန်တော်လက်ထဲမှာဘာမှမရှိဘူးရွှေတော့ယူလိုက်ရွှေတော့ရောင်းလိုက်ရင်ကောင်းမှာရောင်းပတ်စံငါးတယ်ဘောလာငါလိုက်ဖဲပဲလိုက်လေလိုက်ဖဲလည်းမဝဲဘူးချီးပဲဝဲတော့မယ်မယူရရင်အဲ့ချီးကဘာလို့စားဘူးဟုတ်တယ်အဖေကြီးဟာငါသားမင်းအဲ့ဒါမင်းနဲ့လုံသွားပြီရှော့လိုက်ရော